Hello brother တို့အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ Ghost Rider ဆိုင်ကဒီလိုမျိုးရှယ်လန်းတဲ့ဆိုင်ကနဲ့ကျွန်တော်တို့ဘယ်လိုဖြုတ်မလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ Sparrow Game Show ကနေကြိုဆိုပါရစေကျွန်တော်တို့ Sparrow Game Show မှာဆိုရင်တော့ဒီ NDE နဲ့ပတ်သက်ပြီးတော့အများကိုရနိုင်မို့လို့လာရောက်အပေးလို့ရပါပြီအဲ့တော့ဒီနေ့အကြောင်းလေးကိုပြန်သွားလိုက်ရLet's go brother အနေနဲ့အဲ့ဒါကိုရဖို့အတွက် ingredient နှစ်ခုလိုပါတယ်အဲ့ဒါကတော့ဒီ plasma type character တစ်ကောင်နဲ့ပြီးကြတော့ brother အနေနဲ့ဒီဘိန်းနှဘိန်းပါတဲ့ဆိုင်ငယ်ပေါ့နော်ကျွန်တော်ပြောချင်တာကတော့ Scooby ကိုပြောတာမဟုတ်ပါဘူးဆိုင်ငယ်တစ်စီးပါအဲ့တော့ဒီလိုမျိုးဆိုင်ငယ်တစ်စီးပေါ့နော်လိုပါတယ်အဲ့ဒါကိုလည်း brother အနေနဲ့ကျွန်တော်ဒီမှာပေါ့နော်ပြထားတဲ့ location မှာသွားပြီးတော့ဝယ်လို့ရပါတယ်အမှာ brother တို့ဈေးကတော့နည်းနည်းကြည့်ရဲ brother တို့တက်နိုင်တဲ့ဆိုင်ငယ်ကိုဝယ်လိုက်ပါဝယ်ပြီးရင်တော့ brother အနေနဲ့အဲ့ဆိုင်ကိုမစီးရသေးပါဘူးဟုတ်ပါတယ်မစီးရသေးပါဘူး brother အနေနဲ့ဒီ NPC တယောက်ကြီးကကားကိုရက်ပြီးတော့တောင်းလိုက်ပေါ့နော်ဘာညာတရကပျော်ပြီးတော့တောင်းလိုက်ပါတောင်းပြီးရင်တော့ brother တို့ကားရပြီပဲဖြစ်ပါတယ်ကားရရင်တော့ brother ကိုချိန်ကို10နာရီကိုချိန်ပါချိန်ပြီးတော့ကျွန်တော်ပြထားတဲ့ Fox Window Street နားနေပြီးတော့မှဒီလိုင်ကူတွေကိုသွားပါတော့သွားတဲ့လမ်းတစ်လျှောက်မှာ brother တို့အမှ Ghost Rider ကောင်ကြီးနဲ့တွေ့လိမ့်မယ်ပေါ့နော်တွေ့ရင်တော့ brother တို့အကောင်တီးရမှာပဲဖြစ်ပါတယ်အဲ့တော့ဟုတ်ပါတယ်တီးရမှာပဲဖြစ်ပါတယ်တီးတာကတော့အဲ့လောက်ထိမခက်ပါဘူးအဲ့တော့တီးပြီးရင်တော့ brother အနေနဲ့အမှကက်ကလေးတစ်ခုရမှာပေါ့နော်အဲ့ကက်ကတော့ Ringing Flame ဆိုပြီးတော့အဲ့ကက်လေးကို brother အနေနဲ့ character မှာသုံးလိုက်ရင်ဒီ character က brother အနေနဲ့ Ghost Rider ဘင်းကိုစီးလို့ရမှာပါအဲ့တော့ plasma type က plasma character ပဲပူပြီးတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့တခြား character မှာအသုံးပြုလိုက်မယ်ဆိုရင်တော့ brother တို့အနေနဲ့ဒီဆိုင်ငယ်ကိုစီးတဲ့အချိန်မှာ MC ပြောင်းသွားမယ်ပေါ့နော်ပြောင်းသွားရင်လေ Ghost Rider ဆိုင်ငယ်ကိုစီးလို့ရနေအောင်မှာပဲဖြစ်တဲ့အတွက်ကဲပြပပိုင်ဆိုင်ငယ်သွားစီးလိုက်ကြပါအောင်လို့ကျွန်တော်ရှိရပြောလို့ပဲ Scooby စီးရင်တော့ Ghost Rider ပြောင်းတော့မှာမဟုတ်တဲ့အတွက်ကြောင့်မလို့ဆိုင်ငယ်ကိုတော့ဝယ်ဖို့အကြံပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်တဲ့ NDE နဲ့ပတ်သက်ပြီးတော့ connect လေးတင်သွားမှာမလို့ကျွန်တော်ရဲ့ဒီအကောင့်လေးကို like and follow လုပ်သွားဖို့လည်းမမေ့နဲ့အောင်တော့